မောင်နှမဆိုပေမဲ့ပုံစံလုံးဝမတူတဲ့ဟီးရိုးနှစ်ယောက်ကြောင့်နည်းနည်းပြောကြရအောင်တယောက်ကတက်တက်ကြွကြွနဲ့ဆရာထက်သန်မှုအပြည့်ရှိတဲ့ကောင်လေးရေနောက်တစ်ယောက်ကတီတီငင်ငင်နဲ့ရင်ကျက်မှုအပြည့်ရှိတဲ့ကောင်မလေးရေသူတို့နှစ်ယောက်ကမောင်နှမတွေဆိုပေမဲ့ဘာလို့တယောက်နဲ့တယောက်ပုံစံမတူပဲကွဲပြားနေရတာလဲဒါကိုကျွန်တော်တို့တူတူဆွေးနွေးကြည့်လိုက်အောင်ဆိုတော့ပထမဆုံးစပြီးပြောလို့ရမှာကသူတို့နှစ်ယောက်ရဲ့ကြီးပြင်းလာရတဲ့ပုံစံတွေကွဲပြားလာလို့လည်းဖြစ်နိုင်ပါတယ်ဒါကြောင့်မို့ကျွန်တော်သူတို့ရဲ့ story တွေကိုလေ့လာကြည့်လိုက်တော့သူတို့ရဲ့မိဘတွေအကြောင်းကိုသွားတွေ့ပါတယ်သူတို့ရဲ့မိဘနှစ်ပါးလုံးကသူတို့ငယ်ငယ်လေးမှာပဲမစ်ရှင်တစ်ခုကိုသွားလို့ရင်အစားချမရအောင်ပျောက်သွားခဲ့ပါတယ်ဒီလိုသူတို့မိဘတွေမရှိတော့တဲ့ချိန်မှာဂျင်းကတော်တော်ငယ်ပါသေးတယ်ရာဟုကတော့ပိုပြီးတော့ငယ်အောင်ပါဆိုတော့သူကဘာမှတော့သိအောင်မှာမဟုတ်ပါဘူးကျွန်တော်အမြင်အရကတော့ဒီမှာစကွာသွားရလို့ထင်ပါတယ်မိဘမရှိတော့တဲ့မောင်နှမနှစ်ယောက်တည်းဒီရက်ဆက်တဲ့ဝေါ်ကြီးထဲမှာရှင်သန်နိုင်ဖို့အတွက်ဘယ်သူကရုန်းကန်ခဲ့တယ်ထင်ပါတယ်လေသိကြတော့ပေါ့ဂျင်းဆိုတဲ့ကလေးမလေးကသူ့မောင်လေးကိုကာကွယ်ရင်းနဲ့ကျွန်တော်တို့အခုချိန်ဂိမ်းထဲမှာမြင်နေရတဲ့ဟီးရိုးတွေအဖြစ်အထိကိုရောက်အောင်လာခဲ့ကြတာပါဆိုတော့ဒါကြောင့်မို့လေပုံစံတွေမတူပဲကွဲပြားနေရလို့နားလည်ပြီးလို့ရပါတယ်ဟုတ်ပြီနောက်တစ်ချက်ရှိသေးတယ်ကျွန်တော်ဒီဟီးရိုးနှစ်ယောက်ရဲ့ story ကိုလေ့လာရင်းနဲ့နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ချက်ကိုသွားတွေ့ပါတယ်အဲ့ဒါကသူတို့ရဲ့မိဘတွေနဲ့ပတ်သက်တဲ့နာကျင်စရာအကြောင်းအရာတွေကဂျင်းရဲ့ story ထဲမှာပဲရှိတာပါရောင်ရဲ့ story ထဲမှာတော့သူ့ရဲ့ဖြစ်ချင်တဲ့အိမ်မက်တွေနဲ့ပဲစာထားပါတယ်ဆိုတော့ဒါကိုထပ်ကြည့်လိုက်မယ်ဆိုရင်လေသူတို့နှစ်ယောက်ကကြီးပြင်းခဲ့တဲ့ပုံချင်းလုံးဝတူမနေပါဘူးဂျင်းကအမားတစ်ယောက်အနေနဲ့အများကြီးကိုပြဆက်ခဲ့တာပါဒါကြောင့်မို့လေသူတို့နှစ်ယောက်ပုံစံတွေမတူနေတာလို့ကျွန်တော်တို့ထင်ပါတယ် brother တို့ရောတကယ်ဒါဆိုဂျင်းလုံးအမမျိုးလူချင်းကြလားဗျ comment မှာပြောသွားလို့ရပါတယ်ဆိုတော့ကျွန်တော်တို့ဆရာပါဗျနောက်ဗီဒီယိုလေးမှာပြန်တွေ့ရအောင်